လုံးပဲမင်္ဂလာပါခင်ဗျာယူကရိန်းစစ်တပ်အတွင်းမှာစစ်ဦးစီးချုပ်အပြောင်းလဲပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ယူကရိန်းစစ်တပ်အတွင်းမှာစစ်ပွဲကာလအတွင်းအကြီးမားဆုံးနိုင်ငံရေးနဲ့စစ်ရေးအပြောင်းလဲကြီးတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့ပါတယ်သမ္မတဗလော်ဒီမာဇလန်စကီကစစ်ဦးစီးချုပ်အော်လက်ဇန်ဒါဆန်စကီကိုယာဒူးမှရုတ်တရက်ဖယ်ရှားလိုက်ပြီးစစ်သည်များအကြားမှာရေပန်းစားနေတဲ့ဗိုလ်ချုပ်မီခိုင်လိုဒရော့ပါတီကိုစစ်ဦးစီးချုပ်အသစ်ဖြစ်ခန့်အပ်တာဝန်ပေးလိုက်ပါတယ်ဒီလိုအပြောင်းလဲတရက်ပြုလုပ်လိုက်တာကြောင့်ပြည်သူအများစုဟာဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးလမ်းပေါ်ထွက်ဆန္ဒပြလာခဲ့ကြပါတယ်။သမ္မတဇလန်စကီကတော့ညပိုင်းရုံးမြင့်တန်းကြားမိန့်ခွန်းမှာစစ်ဦးစီးချုပ်ဟောင်းဆီရင်စကီရဲ့ကိဗ်မြို့ကိုကာကွယ်တဲ့စစ်စင်ရေးတစ်ခုနဲ့2024ခုနှစ်နွေရာသီမှာရုရှားနိုင်ငံကတ်ဒေသအတွင်းကိုဒုတိယကမ္ဘာစစ်နောက်ပိုင်းပထမအဆုံးအကြိမ်ဖြစ်တင်ကားမှဖြင့်တံပြန်ထိုးစစ်ဆင်နိုင်ခဲ့မှုတွေကိုအတိအမှတ်ပြုကာကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းပြည်သူလူထုတွေကြားသဘောထားကွဲလွဲမှုတွေရှိခဲ့ပြီးလူထုဆန္ဒပြပွဲတွေအရှိန်မြင့်တက်လာကပြည်သူတွေကရခိုင်စစ်ဦးစီးချုပ်ကိုယာရုပြန်ပေးဖို့တောက်ကြနေ့အထိအချိန်ကန့်သတ်ကဆန္ဒပြခဲ့မှုတွေဖြစ်ပေါ်ခဲ့တာကြောင့်သမ္မတဇလန်စကီကတော့စစ်ဦးစီးချုပ်ဟောင်းကိုအစိုးရအဖွဲ့အတွင်းဤပညာကဏ္ဍမှာဦးဆောင်ရမည့်အဓိကယာရုကိုပြန်လည်ပေးရမယ်လို့ကတိပြုပြောကြားခဲ့ပါတယ်။စစ်ဦးစီးချုပ်ဟောင်းဆီရန်စကီကလည်းဒရာဘာဒီစစ်ဦးစီးချုပ်အသစ်ဖြစ်လာတာကိုကြိုဆိုခဲ့ပြီးဒါဟာစစ်ပွဲကိုအနိုင်ရဖို့နီလန်းကောင်းတွေကတစ်ခုဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။စစ်ဦးစီးချုပ်အသစ်ဒရာပါတီရဲ့အဓိကတာဝန်ဟာကြီးမားလာတဲ့ယူကရိန်းစစ်တပ်ကြီးကိုနည်းပညာအခြေပြုခေတ်မီစစ်စင်ရေးစနစ်တွေနဲ့အဆင့်မြင့်တင်ရန်ဖြစ်ပါတယ်။သမ္မတဇလန်စကီကစစ်ဦးစီးချုပ်အသစ်ဒရာပါတီနဲ့သဘောတူညီချက်ရယူခဲ့ပြီးရုရှားနိုင်ငံအတွင်းရှိရေနံတပ်ဆင်စခန်းများစစ်ရေးပစ်မှတ်များကိုတာဝေးပစ်ဒရုန်းများဖြင့်တိတိကျကျဆက်လက်တိုက်ခိုက်သွားမယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ဒါအပြင်ဇလန်စကီကကျွန်တော်တို့ရဲ့တိုက်ခိုက်ရေးအစီအစဉ်တွေကိုလုံးဝအုပ်တုံဆက်လက်အကောင့်ထဲပေါ်သွားမှာဖြစ်ပြီးကျွန်တော်တို့ရဲ့ပုံစံကရန်သူအပေါ်အနိုင်ရရှိဖို့နဲ့ရုရှားကိုငြိမ်းချမ်းရေးဆွေးနွေးပွဲစီရောက်အောင်ဖိအားပေးနိုင်မဲ့စစ်မြေပြင်အခြေအနေဖန်တီးဖို့ပဲဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါအပြင်စစ်ပွဲဟာ9နှစ်နီးပါးကြာမြင့်လာတာကြောင့်ယူကရိန်းစစ်တပ်အနေနဲ့စစ်တီအင်အားအသစ်စုဆောင်းရေးအကြက်တဲနဲ့ပါရင်ဆိုင်နေရပြီးကာဝေးရေးမဟာဗျူဟာတွေကိုအမြန်ဆုံးအဆင့်မြင့်တင်ရတော့မှာဖြစ်တယ်လို့ဂါဒီယန်သတင်းဌာနမှဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေရုရှားယူကရိန်းစစ်ပွဲဟာ9နှစ်တာကာလထဲရောက်ရှိလာခဲ့ပြီးယခုချိန်ယူကရိန်းစစ်တပ်ရဲ့အကြီးအကဲအပြောင်းလဲအနေနဲ့စစ်ပွဲရဲ့အလှည့်အပြောင်းပါတက်ရောက်လာနိုင်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာရေးသားဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ။အခုလိုမျိုးနောက်ဆုံးရနိုင်ငံသားသတင်းတွေကိုသိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်ခင်ဗျာ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာပေးရတဲ့ကြည့်ရှင်းကြပါစေခင်ဗျာ